ဝူချင်းဘရင်အစ်စ်ကိုဖော်ထုတ်ရန်အတွက်ဝူခုံးခိုင်းဖို့ဂျင်းထည့်ပြီးခေါ်လာတဲ့ပါကျေးကဘူမတိကိုမတိနဲ့ဝူခုံးနောက်လျှောက်လိုက်နေရပါတယ်။ပါကျေးကလည်းမိစ္ဆာစီရယေသနာကိုဝူခုံးကသူ့ကိုပေးမယ်ပြောတာကြောင့်ယေသနာကိုလိုချင်စောနဲ့အနောက်ဘက်ဥယျာဉ်ထီကိုလိုက်လာပါတယ်။နန်းတော်ရဲ့အနောက်ဘက်ဥယျာဉ်ထဲလေးရောက်ပါကျေးကသူပင်ပန်းမှာစိုးတာကြောင့်ဝူခုံးကိုယေသနာရဲ့နေရာအတိအကျတိလို့လားလို့မေးရတဲ့အတွက်ဝူခုံးလည်းဆရာတော်ကတော့ငပြောပင်အောက်လို့ပြောတာပဲဆိုပြီးပြန်ဖြေလိုက်ပါတယ်။ခဏကြာတော့ငပြောပင်ကိုလည်းတွေ့ရောပါကျေးကဝူခုံးတော်ခိုင်းစရာမလိုပဲသူသွားတူးလိုက်မယ်ဝူခုံးကိုအေးဆေးနားနေဆိုပြီးခက်တီတီနဲ့ထွက်သွားပါတယ်။ယေသနာလိုချင်တော့နှစ်ခါခိုင်းစရာတော့မလိုဘူး။ပါကျေးလည်းတူးရင်နဲ့ယေသနာမတွေ့ပဲကြောက်ပြားကြီးတွေ့ရကြောင်းဝူခုံးကိုပြောတဲ့အတွက်ဝူခုံးလည်းအဲ့ဒီကြောက်ပြားအောက်မှာဆိုပြီးပါကျေးကိုမခိုင်းလိုက်ပါတယ်။ကြောက်ပြားကိုမလိုက်တဲ့အချိန်ယေသနာမတွေ့ပဲရေတွင်းတွေ့တာကြောင့်ဝူခုံးကရေတွင်းထဲပါထပ်ဆင်းခိုင်းတဲ့အတွက်ပါကျေးလည်းဝမ်းနေလာပါပြီ။ပါကျေးစိတ်ထဲတော့မြောက်ယုံစုံလုံးကန်းလို့တွေးနေလောက်ပြီ။အဲ့ဒါနဲ့ဝူခုံးကသူ့ရဲ့လက်ဆွဲတော်ဒုတ်ကိုရှေးအောင်လှုပ်ပြီးပါကျေးကိုဒုတ်ကင်ဆင်းခိုင်းလိုက်ပါတယ်။ဘလို့ကြီးလည်းမသိဘူး။ပါကျေးကရေထဲမှာရှာကြည့်တဲ့အချိန်ယေသနာမတွေ့တာကြောင့်အပေါ်ပြန်တက်မယ်လုံနေတဲ့အတွက်ဝူခုံးလည်းဒုတ်ပြန်သိမ်းလိုက်ပါတယ်။ကျွန်တော်စကားတွေကိုပြောင်းပြန်လိုက်မကောက်ပါနဲ့။အန်နီရီတွေများလို့ပါ။ဒုတ်ပြန်သိမ်းလိုက်တာကြောင့်ပါကျေးကရေထဲကိုပြုတ်ကျသွားတဲ့အတွက်မထူးတော့ဘူးရေရောက်ထဲထိပါဆင်းရှာလို့ဝူခုံးကခိုင်းတဲ့အတွက်တကောင်းအပြင်ညှင်းမနဲ့တော့တာကြောင့်ပါကျေးလည်းရေရောက်ထဲထိဆင်းရှာရပါတယ်ရေရောက်ထဲလဲရောက်တော့ရေတွင်းလေးကအောက်မှာအကျယ်ကြီးဖြစ်နေတဲ့အတွက်ပါကျေးလည်းဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လို့ရင်ငကားနန်းတော်ကိုရောက်သွားပါတယ်နဂါးနန်းတော်လေးရောက်တော့ပါကျေးကနဂါးမင်းစီကယေသနာသွားတောင်းနေတဲ့အတွက်နဂါးမင်းလည်းလွန်ခဲ့တဲ့3နှစ်ကဘယ်ပေါက်လို့ပဲစားရေတွင်းဝါကိုပိတ်သွားမှမသိဘူး9000ပြပြလေးနဲ့နေရတာဘာမှမရှိဘူးဆိုပြီးပါကျေးကိုပြန်ပြောလိုက်ပါတယ်ပြီးတော့ပါကျေးကိုငါးစီမှာတော့မရှိဘူးမင်းလို့ချင်းနည်းနည်းချမ်းသာတဲ့ကောင်အထဲမှာရှိတယ်အဲ့ဒီကောင်စီသွားတောင်းဆိုပြီးပါကျေးကိုအထဲကိုလွတ်လိုက်တာကြောင့်ပါကျေးလည်းအထဲကိုဝင်သွားပါတယ်အထဲလေးရောက်တော့ဘရင်တစ်ပါးကိုတွေ့တာကြောင့်ပါကျေးကဂါရဝါတွေပြုတ်နေပေမဲ့ဘရင်ကဘယ်တုန်းကသေနေတဲ့မသာမန်းမသိတာကြောင့်ပါကျေးလေးကြောက်ပြီးထွက်ပြေးပါတယ်အဲ့ဒါနဲ့နဂါးမင်းလည်းအဲ့ဒီအလောင်းကဝူချင်းဘရင်ပဲမပုံမတိုးအောင်ငါပလဲရီတိုက်ထားတာမင်းအဲ့အလောင်းကအသက်ရှင်အောင်လုံနိုင်လို့ရှင်ယေသနာတွေအများကြီးရမှာလို့ပြောပေမဲ့ပါကျေးကတော့ထွက်ပြေးသွားပါတယ်ပါကျေးကရေရင်းစီလဲရောက်တော့ဝူခုံးဘာယေသနာမှမရှိဘူးဘယ်တုန်းကသေနေမှမသိတဲ့ဘရင်အလောင်းပဲရှိရလို့ပြောတာကြောင့်ဝူခုံးကအဲ့ဘရင်အလောင်းကယေသနာပဲမင်းသွားတဲ့ကြီးလို့ပြောတဲ့အတွက်ပါကျေးလည်းစိတ်မပါလက်မပါနဲ့သွားတယ်ရပါတယ်နှကောင်သားဆရာတော်စီလဲရောက်တော့ဘရင်အလောင်းတော့ရလာပြီနန်းတော်တွေကိုယူသွားပြီးအဖြစ်မှန်ကိုပြောပြမလားလို့ဆရာတော်ကိုပြောတာကြောင့်ဆရာတော်လည်းအလောင်းကိုယူပြလို့ဘယ်သူမှယုံမှာမဟုတ်ဘူးအသက်ရှင်အောင်ပြန်လုံးမှရမယ်လို့ပြောတဲ့အတွက်ဝူခုံးလည်းဘရင်အလောင်းအောင်အသက်ရှင်အောင်ပြန်လုပ်ဖို့အတွက်ထိုက်ရှန်လောက်ချင်းစီကိုဆေးသွားယူဖို့ထွက်သွားပါတယ်ဝူခုံးလည်းထိုင်းကျန်လောက်ချင်းစီလည်းရောက်တော့လွန်ခဲ့တဲ့နှစ်900အာယုံလာနောက်မိရဲ့အတွက်တောင်းပန်ပါတွေဘာတွေလုပ်နေတဲ့အတွက်ထိုင်းကျန်နဲ့မင်းလည်းမင်းတစ်ခုတောင်းဖို့လာတာမလားလိုရင်းပဲပြောပါလို့ပြောတာကြောင့်ဝူခုံးလည်းဆေးတောင်းဖို့လာတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒါနဲ့ထိုက်ချန်နဲ့မင်းလည်းဆေးတလုံးပေးလိုက်ပြီးဝူခုံးကဆေးဖော်ရင်တုံးတဲ့ကန့်မုံတွေပါတောင်းတာကြောင့်ထိုက်ချန်နဲ့မင်းကကန့်မုံတစ်ထုပ်ပါပေးလိုက်ပါတယ်ဝူခုံးလည်းပြန်ရောက်တာနဲ့ဆေးလုံးကိုဘရင်ကြီးကိုတိုက်လိုက်တာကြောင့်ဘရင်ကြီးလည်းပြန်ရှင်သွားပြီးဆရာတော်နဲ့ဝူခုံးတို့ကိုကျေးဇူးတင်စကားပြောပါတယ်အဲ့ဒါနဲ့ဝူခုံးကသူများကိစ္စတွေဝင်ပါရတာဝါသနာဖြစ်နေတဲ့အတွက်ကျေးဇူးတင်စရာမလိုပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ပြီးရတဲ့ဝူခုံးကဘရင်ကြီးကိစ္စကိုဖြေရှင်းဖို့ရှိတာကြောင့်ဘရင်ကြီးကိုအထမ်းသမားရောင်ဆောင်ပြီးမနှက်ဖြန်သူတို့နောက်ကိုလိုက်ခဲ့ဖို့အတွက်ညွှန်ကြားလိုက်ပါတယ်အဲ့ဒီနောက်မှာတစ်သားရုပ်ဖြစ်နေတဲ့မိစ္ဆာတပည့်ကိုအသက်ပြန်သွင်းပြီးထိုက်ချန်ကြီးကယူလာတဲ့ကမ်းမုံတွေတိုက်ခါမိစ္ဆာစီကိုပြန်သွားခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့အင်ရှင်မင်းသားမိစ္ဆာဘရင်ကိုလှုပ်ကြံဖို့အတွက်မိစ္ဆာဘရင်ရဲ့နန်းဆောင်တွေကိုတိတ်တကူခိုးဝင်လာပါတယ်။ဝူခုံးကငြင်းနေပါလို့ပြောထားတာကိုမရဘူး။မိစ္ဆာဘရင်လည်းမိစ္ဆာဖြစ်နေတာကြောင့်သူ့ကိုလှုပ်ကြံတာကိုတိသွားတဲ့အတွက်အပြန်အလှန်တိုက်ခိုက်ကြရင်နောက်ဆုံးမှာမင်းသားပဲပက်လက်လန်သွားပါတယ်။မိစ္ဆာဘရင်လည်းသူမိစ္ဆာဖြစ်နေတာကိုမင်းသားကတိသွားတာကြောင့်အတင်းကျပ်မေးပေမဲ့မင်းသားမဖြေတဲ့အတွက်တတ်ဖို့လုပ်တဲ့အချိန်မေတော်ကြီးရောက်လာပါတယ်။မေတော်ကြီးကိုပါတွန်းလဲလိုက်ပြီးအတင်းကျပ်မေးတာကြောင့်မေတော်ကြီးလည်းမဖြေခြင်းနဲ့ဖုန်းကြီးတစ်ပါးပြောတာဆိုပြီးဖြေလိုက်ရပါတယ်။နောက်နေ့နီလာခံမှာတော့မိစ္ဆာဘရင်ကဝူခုံးတို့ဆရာတပည့်တွေကိုနန်းတော်တွေကိုတွင်းပြီးနန်းတော်တွေထိလက်နက်ကင်ဆောင်မှုနဲ့အပြစ်မရှိအပြစ်ရှာပြီးမူးမတ်တွေကိုဖမ်းခိုင်းလိုက်ပါတယ်။ထွက်လာတဲ့မူးမတ်တွေကိုဝူခုံးကလက်ဖျားနဲ့တော့မထိလိုက်ရပဲအကုန်လုံးကိုလွင့်သွားအောင်လှုပ်လိုက်တာကြောင့်မိစ္ဆာဘရင်လည်းသူကိုယ်တိုင်ထချရပါတော့တယ်။ချဖို့ထလာတဲ့မိစ္ဆာဘရင်ကမချလိုက်ရပဲဝူခုံးကိုထိယုံလေးနဲ့ပက်လက်လန်သွားပါတယ်။အေးတာပဲ။မိစ္ဆာပက်လက်လန်နေတဲ့အချိန်ဝူခုံးလဲဘရင်အစ်စ်ကိုထုတ်ပြပြီးဘရင်အစ်စ်ဟာမူးမတ်တွေကိုအဖြစ်မှန်ရှင်းပြခိုင်းပေမဲ့ပျော်ဖို့ကောင်းတာတယောက်မှမယုံပါဘူးအဲ့ဒါနဲ့မိစ္ဆာဘရင်လဲမူးမတ်တွေကိုဝူခုံးတို့အဖွဲ့အားဖမ်းခိုင်းလိုက်တဲ့အချိန်ဝူခုံးကသူကတ်မုံကျွေးထားတဲ့ကောင်မီးလောင်ထလှုပ်လိုက်ပါတယ်မီးလောင်နေတဲ့အကောင်ကသွေးဦးသွေးလဲနဲ့ရှောက်ပြေးနေရင်မိစ္ဆာဘရင်ကိုပါမီးလောင်သွားတာကြောင့်မိစ္ဆာဘရင်လည်းအပြင်ကိုထွက်ပြီးကြာကန်ထဲမှာမီးသွားငိမ့်ရပါတယ်ဝူခုံးကလည်းအနောက်ကတောက်လျှောက်လိုက်ပြီးလိုက်တီးနေတာကြောင့်မိစ္ဆာဘရင်လည်းလိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားဆိုပြီးခြိုင်းထွက်ပြေးနေရပါတယ်မိစ္ဆာထွက်ပြေးနေရင်ဆရာတော်အယောင်ဆောင်လိုက်တာကြောင့်ဝူခုံးရောပါကျေးရောဝူချင်းရောဆရာတော်အစ်စ်ကိုခွဲဖို့အတွက်တိုင်ပတ်နေပါပြီဝူခုံးရဲ့ဝိဇ္ဇာမျက်လုံးနဲ့ကြည့်ပေမဲ့လည်းအစ်စ်လားအတူလားခွဲလို့မရပါဘူး
အဲ့ဒါနဲ့ပါကျေးကခေါင်းကိုက်တဲ့ဂါထာကိုရွတ်ခိုင်းငါတို့အစ်စ်လာတူလာခွဲလို့ရပြီလို့ပြောတာကြောင့်ဝူခုံးလဲဆရာတော်ကိုခေါင်းကိုက်တဲ့ဂါထာရွတ်ခိုင်းပါတယ်အစာပိုင်းမှာတော့ဆရာတော်ကမရွတ်ချင်ပေမဲ့ဒီလိုမှမလုပ်ရင်အစစ်အတုမခွဲနိုင်ပါဆိုတော့ကြောင့်ရွတ်ပေးလိုက်တဲ့အချိန်ဝူခုံးတို့လည်းအစစ်အတုခွဲလို့ရသွားပါတယ်ဝူခုံးလည်းမိစ္ဆာကိုတိသွားတဲ့ဒေါသတွေထွက်ပြီးတတ်ဖို့လုပ်နေတဲ့အချိန်ကောင်းကင်ဘဝကနေဝမ်ရှုဘော်ရီတက်ကရောက်လာပြီးဒီမိစ္ဆာသူ့ရဲ့စီးတော်ရင်ချင်းသေးသိမ်းဖြစ်ကြောင်းပြောပြပါတယ်ဝူခုံးလည်းမင်းတပည့်ကအယောင်ဆောင်ကောင်းလိုက်တာငါမျက်လုံးနဲ့ကြည့်ရတော့ဘာလို့မသိရလဲလို့မေးရတဲ့အတွက်ဝမ်ရှုလည်းဒီချင်းသေးကငါနားမှာနေတာကြာပြီဖြစ်တာကြောင့်ငါတက်တွေကူးသွားပြီးတောက်ရမ်းကျန်းသွားတာဆိုပြီးရှင်းပြပါတယ်အဲ့ဒါနဲ့ဝူခုံးကအနောက်ရက်ကိုကျန်းစာသွားပေးရအောင်ခက်ခဲနေရတဲ့ကြားတဲ့ကိုတပည့်တွေကိုကိုသေးချာမထဲဘူးမိစ္ဆာတွေဖြစ်ပြီးအလုတ်တွေရှုပ်ကုန်ပြီလို့ပြောတဲ့အတွက်ဘော်ရီတက်လည်းဒီကိစ္စတွေကကောင်းကင်ဘုံရဲ့လိုအပ်ချက်တွေဖြစ်တယ်မင်းကိုပြောပြလို့မရဘူးဆိုပြီးဒိုးသွားပါတယ်အဲ့ဒီလိုအပ်ချက်တွေကို तू မပြောပြပေမဲ့ကျွန်တော်ပြောပြပါမယ်တကယ်တော့ဒီကိစ္စတွေကဗုဒ္ဓရဲ့စံသက်ချက်တွေဖြစ်ပါတယ်ဘုရားလောင်းတဲ့တပည့်တွေရဲ့တီးခံနိုင်စွမ်းသစ္စာရှိမှုနဲ့ယုံကြည်ချက်တွေကိုစမ်းသပ်တာဖြစ်ပါတယ်နောက်နေ့မှာတော့ဆရာတော်တို့အဖွဲ့ဟာဘယင်ကြီးတို့တော်နှုတ်မဲ့ဆက်ပဲအနောက်ရက်ကိုကျမ်းစာပင်ဖို့အတွက်ထွက်သွားတာကြောင့်ဘယင်ကြီးတို့လည်းအရှိတ်ထန်နိုင်ငံကငါတို့အပေါ်မှာကျေးဇူးအများကြီးရှိနေပြီလို့ပြောရင်အပိုင်း24လဲဒီနေရာမှာပြီးဆုံးသွားပါတယ်